ရန်ကုန်ပြည်လန်းနဲ့မင်းလာမြို့နယ်တွင်ဖြစ်ပွားနေသောတပ်ပွဲများအတွင်းဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်းစီမံရေးအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးခရိုင်ရဲမှူးနှင့်မြို့မရဲမှူးပါဝင်စစ်ကောင်စီဘက်မှ20ဦးထက်မနည်းသေဆုံးကြောင်းသိရပါသည်။ဇွန်လ16ရက်နေ့ညနေ4:20မိနစ်ခန့်တွင်မင်းလာမြို့နယ်စင်အိုက်ချောင်းပေါကျေးရွာကိုအကြမ်းဖက်စစ်တပ်၏ခလာရတေလောက်ခစစ်သားများနှင့်ပြည်စောတိများပူးပေါင်းထားသောအင်အား60ခန့်ပါစစ်ကြောင်းများကိုတော်လှန်ရေးတပ်ဖွဲ့များကစကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းထိတွေတပ်ဖွဲ့များ45မိနစ်ခန့်ကြာမြင့်သည်ဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများအထိခိုက်နာ၍ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များလည်းထိခိုက်မရှိပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရပါတယ်။ယင်းနေ့ညနေ9:00နာရီချိန်တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကရန်ကုန်ပြည်လန်းမင်းလာမြို့နယ်အပိုင်းရှိအကြမ်းဖက်စစ်တပ်၏စစ်ကွင်းတာဆုံးရဲစခန်းများတွင်အထိုင်ချထားပြီးပြည်သူများထံမှငွေကြေးကောက်ခံခြင်းလူငယ်များကိုပေါ်တာဆွေးခြင်းများလှုပ်ဆောင်နေတော့လဲစစ်ကောင်စီတပ်သားများကိုထပ်မံသွားရောက်ရေးတိုက်ခတ်ခဲ့ပြီးစစ်ကောင်စီစစ်တပ်ဘက်မှ9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြခဲ့ကြောင်းသိရပါတယ်။ထိုတိတပ်ဖွဲ့များသည်မိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးညနေ9:00နာရီမှ30မိနစ်ခန့်တွင်စင်ရိုက်ချောင်းပေါင်းမှတစဉ်စစ်ကူလာသောအင်အား25ဦးပါဟော်ကာတစီကိုလည်းရှန်တော်ကျေးရွာနေတွင်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာကားတစ်စီးလုံးပျက်စီးသွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထိတပ်ဖွဲ့များမှာအကြမ်းဖက်စစ်ကောင်စီဘက်မှတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်းအုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ပုံမှုခရိုင်မှုအဆင့်2ဦးမြို့မှာရဲစခန်းမှု2ဦးပါဝင်စစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှခဲယံဖုန်းနှလုံးနဲ့စကားပြောချက်တို့ကိုလည်းတင်ဆက်ရရှိထားပြီးတော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကရဲဘော်2ဦးမစွန့်ရတရားရရှိခဲ့ကြောင်းလည်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုများကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသမှပဲခူးတိုင်းစစ်ဒေသဖြူဟာ20လောက်ကတပ်ရင်များဖြစ်သောတာယာဝတီခရိုင်အမှတ်3တပ်ရင်တာယာဝတီခရိုင်အမှတ်1တပ်ရင်နှင့်တပ်ခွဲ6တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ထို့သောတိကျတပ်ပွဲများဖြစ်ပွားနေချိန်တွင်ပြည်ပမှရန်ကုန်ဘက်သို့မောင်းနှင်လာသော AC ကားတစ်စီးကိုလည်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကတားဆီးခဲ့တော်လဲဆက်လက်မောင်းနှင်သောကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလိုက်လံပစ်ခတ်ခဲ့ရမှာပြည်သူ3ဦးသေဆုံးပြီး4ဦးမှာတော့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဇွန်လ19ရက်နေ့နနက်2နာရီခန့်တွင်လည်းဖာလီကွင်းကျေးရွာတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများပစ်ခတ်ထားသောလက်နက်ကြီးကြာရပောက်ကွဲခြင်းကြောင့်အသက်80အရွယ်အဖားတော်တင်ကြီးသေဆုံးခဲ့ကြောင်းသိရပါတယ်။တာယာဝတီခရိုင်တွင်ရှိပြည်သူများနေဖြင့်စစ်ကောင်စီတပ်စခန်းများနှင့်ထွေအုပ်ရုံးများရဲကင်းစခန်းများလက်မိုက်ကင်းစခန်းများအနီးအနားဝန်းကျင်တွင်ဆိုင်ငံဖွင့်ခြင်း၊ဈေးရောင်းခြင်း၊အိမ်ဆောက်နေထိုင်ခြင်းအချိန်ကြာမြင့်စွာရက်တံစကားပြောဆိုခြင်းများမပြုလုပ်ကြရနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှနယ်မြေလုံခြုံရေးများအတွက်လိုအပ်၍ထုတ်ပြန်ထားသောထုတ်ပြန်ချက်များကိုနားလည်ပေးကြရန်အတွက်ပူးပေါင်းဆောင်ရွက်ကြရန်အတွက်တာယာဝတီခရိုင်အမှတ်3တပ်ရင်မှမြစ်တာရက်ခန့်ထားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွင်ဖြစ်ပွားနေသောတပ်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှဗိုလ်မှူးကြီးဖြိုးစော်တပ်အပါအဝင်စစ်ကောင်စီတပ်သား22ဦးသေဆုံးကြောင်း KIA သတင်းများဌာနမှသိရပါသည်။ဇွန်လ19ရက်နေ့ဖားကန့်မြို့နယ်၌တပ်ပွဲ2နေရာဖြစ်ပွားနေပြီးမော်စီစာဖျားကုန်းနှင့်တပ်ဆွဲထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရေးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်မှတပ်မ33လက်အောက်ခံကန်စီဖြူဟာအထိုင်ကျစခန်းမှ G2 အဆင့်ဗိုလ်မှူးကြီးဖြိုးစော်တပ်နှင့်စစ်ကောင်စီတပ်သား22ဦးသေဆုံးခဲ့ကြောင်းသိရပါသည်။ဖားကန့်မော်ဝလီရွာဖျားကျောင်းနှင့်တပ်ဆွဲထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကိုလည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်နေကြောင်းအဆိုပါစစ်ကောင်စီစခန်းများမှာမော်ဝလီကျွော်ဘက်သို့မကြာခင်ကမှစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်းလက်တလုံးမှာတော့မော်ဝလီနှင့်မော်ဝမ်းကြီးရှိပြည်သူများမှာစစ်ပေးရှောင်နေရကြောင်းဒေသခံပြည်သူများကပြောဆိုခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်၏မိုးကောင်းအခြေဆိုင်အမှတ်3ချင်းမြန်တပ်ရင်တပ်မဟာမှစစ်ကြောင်းများကလည်းဖားကန့်မြို့သို့မေလနောက်ပိုင်းမှာစတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးယခုအခါရက်20နီးပါးရှိနေပြီဖြစ်ကနေ့တိုင်းနီးပါးတပ်ပွဲများဖြစ်ပွားနေကြောင်းလည်းသိရပါတယ်။စစ်ကောင်စီနှင့်ပြည်ကရစရေးသဘောတူညီချက်စာချုပ်တရားဝင်လက်မှတ်ရေးထိုးဟုတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနမှကြေညာအာဆီယံကထသည်မလေးရှားဦးဆောင်သောအာဆီယံနိုင်ငံသားရေးဝန်ကြီးစီဝေးကိုမြန်မာစစ်တပ်ကိုထိပ်သီးစီဝေးပွဲသို့တက်ရောက်ခွင့်မပြုပဋိပက္ခများအတွင်ရွေးကောက်ပွဲကဦးစားမပေးရန်ဟုစစ်ကောင်စီကိုအသိပေးခဲ့တဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်လုပ်ပေးကြပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လာရှိုးမြို့နယ်ပါဝင်မြို့များကိုတင်ပြထားသောကိုကန် MNDAA ကစစ်ကောင်စီနှင့်ပြည်ကရစရေးသဘောတူညီချက်စာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးလိုက်ကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနမှသိရှိရပါတယ်။မြန်မာစစ်တပ်နှင့်မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့က
အဲနောက်18ရက်နေ့မှာစတင်၍အပြစ်ခတ်ရစရေးသဘောတူညီချက်စာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနမှပြောကြားခဲ့ပြီးနိုင်ငံနယ်စပ်တွင်တပ်ပွဲများလည်းရပ်တန့်သွားပြီဖြစ်ကြောင်းသိရပါတယ်။တရုတ်နိုင်ငံကိုမေးမြို့နယ်တွင်လက်ဖက်ဆုံးဆွေးနွေးခဲ့ပြီးထို့သောလက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူတို့ကပြောဆိုလာခဲ့ပါတယ်။နိုင်ငံကငြိမ်းချမ်းရေးနှင့်တွဲဆုံဆွေးနွေးပွဲကိုစွာပါဝင်မည်ဖြစ်ပြီးနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက်ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်းတရုတ်ကပြောဆိုလာခဲ့ပါတယ်။2029စစ်စင်ရေးအတွက် MNDAA ကလာရှိုးလောက်ကိုင်းပါဝင်ရှမ်းမြောက်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီးစစ်ကောင်စီအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုအပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။သတင်းတပုတ်နဲ့အာဆီယံကထာသိမလေးရှားဦးဆောင်သောအာဆီယံနိုင်ငံသားရေးဝန်ကြီးဌာနစီဝေပွဲကမြန်မာစစ်တပ်ကိုထိပ်သီးစီဝေပွဲများသို့တက်ရောက်ခွင့်မပြုရန်ဆက်လက်ဆုံးဖြတ်လိုက်ကြောင်းအဆိုပါစီဝေပွဲမှာတရားဝင်သတင်းထုတ်ပြန်ကြေညာလာခဲ့ပါတယ်။အာဆီယံကထာသိမလေးရှားဦးဆောင်သောအာဆီယံနိုင်ငံသားရေးဝန်ကြီးများစီဝေပွဲကိုယမနေ့မလေးရှားနိုင်ငံအဝေးတွင်ကျင်းပပြုလုပ်ခဲ့ပြီးနောက်အဆိုပါဆုံးဖြတ်ချက်များထွက်ပေါ်လာခြင်းဖြစ်ပြီးရင်းဆုံးဖြတ်ချက်များမှာတင်ယူတွေကစစ်ကောင်စီကိုအာဆီယံကနေအရေးယူထားသည့်မူဝါဒကိုဆက်လက်တိုးကျင့်သုံးခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်မြန်မာနိုင်ငံမှာစစ်ကောင်စီနိုင်ငံရေးရာထူးများရယူခြင်းမဟုတ်သောနှိမ်ထားသောစစ်ကောင်စီနိုင်ငံသားရေးအရာရှိတို့ကအာဆီယံနိုင်ငံသားရေးဝန်ကြီးဌာနအစည်းအဝေးပွဲတက်ရောက်ခဲ့တာဖြစ်ပြီးကျင်းပရေးအတွက်စီစဉ်ထားသောရွေးကောက်ပွဲနှင့်ပတ်သက်ပြီးအာဆီယံနိုင်ငံသားရေးဝန်ကြီးဌာနများသို့ရှင်းပြခဲ့ကြောင်းထို့သောမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနမိုဟာမက်ကပြည်တွင်းစစ်များပြစ်ထန်ခြင်းတွင်ရွေးကောက်ပွဲကျင်းပရန်အတွက်ဦးစားမပေးသင့်ကြောင်းလုံဆွေးနွေးပွဲများကိုစတင်ရန်နှင့်ပြစ်ခတ်ရစဲမှုများကိုချက်ချင်းရပ်တန့်ရန်အတွက်တိုက်တွန်းကြောင်းပြောဆိုလာခဲ့ပါတယ်။နိုင်ငံနယ်ပြည်တပ်ပွဲများရပ်တန့်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုတွာလာခွင့်များခွင့်ပြုပေးရန်အတွက်မြန်မာစစ်ကောင်စီကိုယ်စားလှယ်များကိုအတည်ပြုခဲ့ကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနကဆက်လက်ပြောဆိုလာခဲ့ပါတယ်။ဆယ်တက်ခတ်ခရမှု6ဦးတရားရရှိခဲ့ပြီးအများပြားသိဆုံးခဲ့ဆိုတဲ့သတင်း။သိမှတ်ထားသောကြောက်တော်မျိုးပေါ်လူနေထူထပ်သောရက်ကွက်နေဈေးတွေများသို့စစ်တပ်ကလေရင်ဖြင့်3ကြိမ်စတိုက်ဘုံကျဲတိုက်ခိုက်မှုကြောင့်သေဆုံးမှုတရားရရှိသူများအများပြားရှိခဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်လုပ်ပေးကြပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်တကုံမြို့နယ်တွင်နေမြေရှင်းလင်းရန်အတွက်ထွက်လာစဉ်AR46ဦးပါစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးတရားရရှိခဲ့ကတအူးမှာတော့သေဆုံးခဲ့ကြောင်းရဲကျင်းတန်းစီရင်ခန်းစာနဲ့ရဲသတင်းမြစ်များဌာနမှသိရှိရပါတယ်။ယမနေ့ဇန်နဝါရီလ10ရက်နေ့နနက်10:30မိနစ်ခန့်တွင်လေကြောင်းရန်ကာကွယ်ရေးတပ်ရဲ့ဗိုလ်ကြီးကောင်းခန့်ဦးဆောင်သောအင်အား10ဦးပါလေကြောင်းရန်ကာကွယ်ရေးအီလက်ထရောနစ်စစ်စင်ရေးတပ်ရဲ့ဗိုလ်ကြီးနေမျိုးဝင်းဦးဆောင်သောအင်အား10ဦးနှင့်အမှတ်25လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရဲအုပ်စောမိုးလွင်ဦးဆောင်သောအင်အား26ဦးပါဝင်သောပူးပေါင်းတပ်ဖွဲ့များသည်ရိုကူကျေးရွာကိုနေမြေရှင်းလင်းရေးလှုပ်ဆောင်ရန်အတွက်ထွက်သွားစဉ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရကြောင်းသိရှိရပါတယ်။ရင်းနှီးမှုတွင်မှာတော့မိုင်းရှစ်လုံးပောက်